လေးနဲ့မရရှာနေသွားဟမ်မဲတရွတ်မပြောကမှလို့မရှိတော့ဘူးမရှိတော့သူကမှကြည့်မှမကြည့်တာကျေးဇူးများတင်ပါတယ်ဒီမှာလေကျွန်တော်တို့အလုပ်ကအလုပ်တော့ဘာမှမဖြစ်စနဲ့ဆိုပြီးလာပါပြီကကြမျိုးပိတ်တာမောင်းမှာဆိုတော့တော့ကကြောက်ရှင်ကပြောကြတယ်ကိုတော်ကြီးကသေးဘလို့ပေါ့တော့ကြည့်ပြမယ်အဲ့ဒါကြပြောဟိုဘယ်လိုလုပ်မှာအဲ့ဒီပြောရုပ်ပုံရမလို့ပါကိုကြိတ်ချင်နေရမှာညီလေးကိုတော့ကြာနေလို့ဒီကပဲတွေ့ပြီးတော့ငါမတာပြောသေးတယ်တက်လို့ရတယ်အမလေးပြောရတော့မယ်ကိုကြီးယောဒီလေးဟိုအင်းစားမသမမကိုင်လို့မရဘူးတပိုက်ချာဝါပြီလေလူလည်းမဲသားနဲ့ကတ်ပြီးလို့အကိုကြီးလေကိုကြီးညီလို့သင်လို့အကြည့်လို့ကိုကြီးစီကပူကနေပြီးတော့အမေဒလာဒီဘက်ကတော့မကြော်တဲ့ကောင်လားတမလို့နေပြီးတော့ကိုကြီးအဲ့လိုလေးကြည့်နေမယ်နော်အမေကိုကြီးရှင်းမလင်းမစင်းနိုင်နေရှော့လိုက်ညီလေးကိုကြီးအဲ့လိုလေးကိုကြီးသူ့ညာရတဲ့အဲ့လိုလေးပြီးတော့လိမ့်နေကားဝင်ပြီးမယ်ဆိုပြီးတော့ဒါပေမဲ့ကိုကြီးကြည့်ပါလို့ညီလေးရောကိုကြီးမသိဘူးမကောမထားတာတော်ရညီလေးရောကိုကြီးအလူကန်စင်းမယ်ဒီနေ့နဲ့မနက်ဖြန်မတည်မြဲခြင်းတရားတွေလူဘဝဆိုတာခဏလေးအများပြောက်ခင်ပါလေချစ်တဲ့ပရိသတ်ကြီးကိုနေစီပြပါပါဇက်ကြီးကဟိုငါရတဲ့အိမ်သာကျိုးကြီးကြတယ်သွားပြရစီကိုလိုနေကြီးဟောခဲ့ဘယ်လိုပါလဲဟောခဲ့မမီတော့မသိတယ်ဘူးပလီမင်းတို့ပြောင်းတယ်ကျွန်တော်ဟာနော်ဟုတ်တယ်ဘုဘကကျွန်တော်ဟာခင်ဗျားကိုလည်းပြောလိုက်ပါဦးမင်းသားပါလို့ဘာဖြစ်လို့ရောဘယ်လိုမလဲဒီရုပ်ရင်နဲ့ဒီရုပ်ရင်နဲ့